Okay မင်္ဂလာပါခုဆိုရင်တော့ MHF and emergency အတွက် daily weekly monthly test and check procedure များကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့သက်ဆိုင်ရာ area system တွေရှိပါတယ်ကျွန်တော်တို့ weekly monthly မှာလည်းကိုယ့်ရဲ့အပေါ်က internal တွေကောင်းမကောင်းလဲချိတ်ဆက်တော့ကြည့်ပေးရမှာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်တော့သက်ဆိုင်ရာ area line nav area များရေးထားပါတယ် station တွေနဲ့ MMS ဆိုင်တွေနဲ့ကျွန်တော်ရေးထားပါတယ်နောက်ပြီးရင်distress alert cancelling procedure များသက်ဆိုင်ရာ rapid response for damage assessment program တော့သက်ဆိုင် emergency ဖြစ်ခဲ့ရင်ခေါ်ရမယ့် detail များသက်ဆိုင်ရာဒီမောရဲ့ show pay maintenance agreement ကျွန်တော်တို့ CRIN ကို request တောင်းမဲ့ procedure စသဖြင့် emergency မှာခေါ်ရမယ့် procedure များ cancelling distress alert message များကိုလည်းရေးသားထားပါတယ်ကျွန်တော်တို့ printer များမှာကတ်ထရစ်တွေကောင်းရဲ့လားပေပါတွေတော့လောက်ရှိရဲ့လားကိုအရင် check လုပ်ပါမယ်။အဲဒီနောက်မှာဆိုလို့ရှိရင်တော့ MH DSC ကို test လုပ်ဖို့အတွက် menu ကိုရွေးပါ။ menu ကိုရွေးပါ menu မှာကျွန်တော်တို့ maintenance ကိုသွားပေးပါ maintenance ရတဲ့အခါမှာ set diagnosis ကိုရွေးပြီးတော့ enter ဆက်နှိပ်ပြီးသွားလို့ရှိရင် base and procedure များကိုစမ်းသပ်နေမှာဖြစ်ပါတယ်။ကျွန်တော် equipment ပေါ်မှာလည်းလုံနည်းများရေးထားပါတယ်အလားတူ emergency ကိုလုပ်ဖို့အတွက် order U ကိုတကောင်နဲ့နှိပ်ပေးပါ order U ကိုနှိပ်ပြီးတဲ့နောက်မှာကျွန်တော်တို့ performance test initiation ကိုသွားပါ enter နှိပ်ပါ performance test လုပ်မလားဆိုရင် yes ကိုရွေးပေးပါဒါဆိုရင်တော့ automatic test mode မှာ emergency အတွက် performance test လုပ်နေတာတွေ့ရပါမယ်အဲ့လိုလုပ်နေတဲ့အချိန်မှာပဲဒီ MH ကလည်းကျွန်တော်တို့ maintenance ပြီးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ပြီး daily အတွက်နောက်တစ်လုံးအတွက် order ကိုထပ်နှိပ်ပေးပါနှိပ်ပေးတဲ့အခါမှာ performance test initiation ကိုသွားပါသွားပြီးတဲ့နောက်မှာကျွန်တော်တို့ enter နှိပ်ပေးပါဒါဆိုရင်တော့ကျွန်တော်တို့ခဏနေရင် performance test ပြန်လာမှာဖြစ်ပါတယ်ဒါတဲ့ answer back message ကို print ထုတ်ပြီးတော့ကြတော့ကျွန်တော်တို့ maintenance record မှာဖိုင်တွဲပေးရင်ရပါပြီခင်ဗျာဒါဆိုရင်တော့ BH MH emergency daily weekly maintenance များလုပ်တာဖြစ်ပါတယ်